Hello guys အားလုံးမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ global ပိုးပြနဲ့ထင်ပြမှာပဲဖြစ်ပါတယ်ဒီပိုးပြကဘယ်လောက်စာတက်လို့ဆိုရင်ဗလားတော့ပဲကြည့်လိုက်ပါကျွန်တော်ထိမှုဓမြပိုးပြတယ်မှာပေါ့နော်ဆောင်းရမ်းဝင်မှာစာတက်ပြီးတော့အနေထိုင်ဆင်ကျင်တဲ့ပိုးပြပဲဖြစ်ပါတယ်ပုံမှန်ပိုးပြဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကဒီ1 minute ကျော်10 minute ဆိုလောက်ဆိုရင်ကျွန်တော် level 1ရနေပြီဒီချိန်မှာဆိုတော့အဲ့တခြားအနေနဲ့လည်းချနေတော့ပေါ့နော်တခြားပိုးပြဆိုသူကလုံးဝမချဘူးစိတ်ပလီတဲ့ကျွန်တော်တို့ကတော်တော်လေးကိုတော့အာရုံနောက်စီတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတသားရလေးပဲခရီးစားတယ်လုံးဆက်ရှိတာလုံးပါပေါ့ဒီမှာတော့ပေါ့နော်သူလုံးဝမထွက်လာတဲ့အနေထားမှာဗျာဒီပိုးပြကိုကျွန်တော်ကဒိုက်ချင်တယ်ဘာဖြစ်လို့ဒိုက်ချင်လဲဆိုလို့ရှိရင် तू ကလုံးဝသူ့မတတ်တာဘူးဆိုလို့ရှိရင်အားလေးပဲမပြော့မတတ်တာဘူးဆိုလို့ရှိရင် तू ကပြော့မပြော့တော့ဘူးပေါ့နော်မာပြီးတော့စောင့်ရနေဒုက္ခပေးမှာအဲ့တော့ကြောင့်မို့ကျွန်တော်လိုက်တက်တယ်ပေါ့နော်လိုက်တက်ရင်နဲ့ကိုယ်ကကြုံပြီးတော့အနေစားတယ်ပေါ့နော်ကိစ္စကိုချိုးပြီးတော့သူ့ရဲ့တာဝါထဲမှာတတိုင်းပြီးတော့ကိုယ်ကခွေးဖြော်ရတာပေါ့နော်အဲ့ကြောင့်မို့ဆောင်းရမ်းကောင်းတဲ့ပလေယာတွေကဘယ်လိုဆောင်းလုပ်လဲဆိုတာကိုကြည့်ဖို့လိုတယ်ပေါ့နော်ကဲဒီမှာကပုံမှန်ဆိုတော့ပေါ့နော်အဲ့ဒီပိုးပြကကျွန်တော်မှောက်သွားပြီဒီမှာကျတော့ဒီမီနိုတော်ကြီးပါတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်ရဲ့စတန်ကနေကျွန်တော်ရဲ့ dust တွေနဲ့ပေါ့နော်ဒုံးဝဒုက္ခပြလိုက်တယ်ဒီကြားထဲမှာဟိုဥစား CDN မှာပါတဲ့အတွက်ကြောင့်မို့ပေါ့နော်ကျွန်တော်တပည့်ကြီးပြန်ရအောင်အဲ့မှာကျွန်တော်ကပြန်ပြီးတော့ဖောက်သွားတယ်ပေါ့နော်ပုံမှန်နေထားဆိုရင်တော့ကျွန်တော်ကတော့မှောက်သွားပြီပေါ့နော်ဒီပိုးပြနဲ့ဒီမှာကျွန်တော်ပြန်ဖောက်သွားတယ်ဖောက်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်မှလောက်ကတွေပြန်များလာနေတယ်ဗျာဒီမှာဆိုရင်လည်းကြည့်လိုက်ပါကဲဆိုတော့ဗီဒီယိုလေးကျန်နေတဲ့ဆိုရင်လိုက်ရရှင်လေးနဲ့ copy လေးကိုယူခဲ့ပြပါကျွန်တော်ထားတဲ့ YouTube channel ကိုလည်းလာပြီးတော့ subscribe လည်းလုပ်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုကြပါလေအားလုံးပဲချစ်ပါတယ်